ဒီဇလိုင်းအစမှာတော့မိန်းကလေးတယောက်ကိုဓမြဖွဲ့တွေကဥပဒေမဲ့လုပ်နေတာကိုတွေ့ရမှာပါဒီအချင်းရုတ်တရက်မှောင်သွားလို့အားလုံးကကြောင်သွားပါတယ်နောက်လဲကြည့်လိုက်တော့ဘရင်ရဲ့သူရဲကောင်းစစ်တယ်လို့ဝေယောင်တန်ချက်ကနေလူတန်ကြီးကိုတွေ့လိုက်ရပါတယ်ဘသူလဲလို့မမေးလိုက်ရသေးခင်ဓမြအားလုံးရဲ့ခန္ဓာကိုယ်တွေကိုနှစ်ပိုင်းဖြတ်လိုက်ပါတယ်ဒီသူရဲကောင်းရဲ့နာမည်ကတော့အာစ်ပါဒီလိုမျိုးတွေမဖြစ်ခင်နိုင်နေငယ်တုန်းကအာစ်ကတစ်ပင်အောက်မှာလဲနေရတယ်ရုတ်တရက်သတိရလာပြီးအတိတ်မိတယ်လို့ရှေ့ပြောက်တယ်လို့ဖြစ်နေပြီးသူ့ရဲ့တန်ချက်ကဝှက်စုံတွေကိုတွေ့မှပဲလန့်ပြီးអော်သွားတော့တယ်အဲ့ဒီတန်ချက်ကဝှက်စုံကသူအမြဲကစားနေတဲ့ဂိမ်းတွေကဟီးရိုးဖြစ်နေမှသတိထားမိသွားပါတယ်ဒီလိုနဲ့သူဆော့ဘူးတဲ့ဟီးရိုးရဲ့စကေးတွေကိုစိုင်းပြီးသုံးကြည့်နေပါတယ်ပထမဆုံးအနေနဲ့မီးမော့ကိုလည်းဂါတာမန်နဲ့ရွတ်စရာမလိုပဲထုတ်သုံးနိုင်နေလို့အံ့ဩနေပါတယ်ခဏနေတော့ဗိုက်ဆလာပြီးဂိမ်းနဲ့ရုတ်တရက်ရောက်လာတော့ငွေလည်းမရှိဘယ်သွားမှမသိဖြစ်နေပါတယ်ဒီလိုနဲ့မော်ကိတ်ကိုဆင့်ခေါ်ပြီးသွားဖို့လုပ်ပေမဲ့တခါမှမသုံးဘူးတော့ကြောက်ဆောင်ဖျားနာကိုရောက်ပြီးပြုတ်ကျသွားပါတယ်ဒီတော့မှပဲမော်ကိတ်ကကိုရောက်ဖူးရဲ့နေရာတွေရောက်မှဖွင့်လို့ရမယ်သိသွားပါတယ်ထို့နောက်ကောက်ကိတ်ပေါ်ကနေဘလင်းကိုသုံးပြီးသွားတော့မှအဆင်ပြေသွားပါတယ်သွားရင်လာရင်စမ်းချောင်းသားရောက်တော့မျက်နှာတစ်ဖို့ခေါင်းဆောင်ကိုချုပ်ပြီးရေကိုကြည့်လိုက်တော့အယိုးကြောက်ကြီးဖြစ်နေလို့လန့်သွားပါတယ်ဒီလိုပုံစံနဲ့မျိုးထဲဝင်သွားရင်တေချာပေါက်လက်သက်ကြမှာကိုတွေးပြီးစိုးရိမ်နေပါတယ်ထို့နောက်ခေါင်းဆောင်ကိုမချုပ်ဖို့ဆုံးဖြတ်လိုက်ပြီးမျိုးထဲကိုဝင်လာပါတယ်ဒီလိုနဲ့မျိုးထဲကိုရှောက်ပတ်နေတော့အသားကင်တန်းကိုရသွားပါတယ်လားစာမရသေးခင်အသားကင်ဆိုင်ရှေ့ဖြတ်ဖူးတဲ့လူကြီးမင်းတို့လိုပဲဝါအောင်ရက်ကြည့်ပြီးပြန်လာခဲ့ရပါတယ်ဒီလိုနဲ့လမ်းကြားတဲ့မျက်စိလေပြီးရောက်သွားနေချိန်တနေရာမှာလူစိမ့်နှစ်ယောက်ရက်ပြီးစကားပြောနေရကိုတွေ့သွားပါတယ်အဲထဲကတယောက်ကပြန်လှည့်လာတော့ချောင်းနားထောင်နေတဲ့အာစ်တယောက်အမြန်ပုံးလိုက်ရပါတယ်သူ့ရှိကဖြတ်သွားတော့နတ်တငယ်မှာချောချောလေးဖြစ်နေတော့အာစ်တယောက်အရန်ကိုပျော်ရွှင်သွားပါတယ်ဒီလိုနဲ့သွားရင်လာရင်ကြီးစားမုတ်ဆိုးတွေအလုံးလုံးတဲ့အစာအုပ်ရှိကိုရောက်သွားပါတယ်ထို့နောက်အလုံးအမတ်သူစီကိုသွားပြီးလိုင်စင်သွားတောင်းတော့သူကတားရဲ့တပ်တွေအနေနဲ့ယူလာနိုင်ရင်လိုင်စင်ကပြရမယ်ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့အာစ်ကလည်းချီချင်းသွားရှာဖို့ထွက်သွားပါတယ်ဒီလိုနဲ့တောဝက်တွေကိုဖမ်းပြီးမြန်လိုင်စင်ရဖို့စိတ်ထဲလုံးနေချိန်ဝက်ဘလူးကြီးတကောင်ရောက်လာပါတယ်အာစ်ကတော့စိတ်ကူးရင်တတော်ဝါတွေနဲ့တွေ့နေရလို့အရန်ကိုပျော်ရွှင်နေပါတယ်ဒီလိုနဲ့အချိန်မဆွဲတော့ပဲအာစ်ကလည်းဝက်ဘလူးကိုဓာတ်နဲ့တစ်ချက်တည်းရှင်းလိုက်ပါတယ်ရုတ်တရက်တနေရာမှာအော်လန်နေကြားလို့တွားကြည့်လိုက်တဲ့အချိန်မှာတော့ဓမြရဲ့တောင်းကျမ်းနေတာကိုတွေ့ရပါတယ်ဒီလိုနဲ့ဇလန်းစာကိုပြန်ရောက်သွားပြီးဓမြတွေကမင်းကလေးကိုဒူနန်တက်နဲ့လှုပ်ဖို့ပြင်နေချိန်အာစ်ကဓမြတွေရဲ့နောက်ကိုရောက်လာပြီးနှစ်ပိုင်းဖြတ်လိုက်ပါတယ်ကျန်နေတဲ့ဓမြတွေကလည်းထွက်ပြေးသွားတော့အာစ်ကအစွမ်းနဲ့လှမ်းခုတ်လိုက်တဲ့အချိန်မှာတော့ဓမြတွေအလုံးအစပြောက်သွားပါတယ်မင်းကလေးတွေကတယောက်ကတော်ဝင်မင်းသမီးမျိုးရိုးဖြစ်နေပြီးကြံတယောက်ကတော့သူ့ရဲ့အစီကံမှာအာစ်ကလည်းသူတို့ကိုအဝေးလဲခိုင်းလိုက်ပြီးအလောင်းတွေအားလုံးကိုမီးရှို့လိုက်ပါတယ်ဒီလိုနဲ့အဝေးလဲနေတဲ့မင်းသမီးကိုတစ်ချက်လှမ်းရှို့လိုက်ပါတယ်အမှန်ကလူကြီးမင်းတို့လိုနှာဘူးမဟုတ်ပါဘူးဓမြတွေကြံနေခဲ့တဲ့ယတနာတွေကိုခိုးဖို့လူရှိမရှိကြည့်နေတာပါသူရဲကောင်းဝစ်စုံနဲ့ဓမြတွေစီကပစ္စည်းပြန်ခိုးတာမသိတော်မှန်သိနေလို့အခြေအနေကိုစောင့်ကြည့်နေတာပါခဏကြာမှမင်းသမီးကကျေးဇူးတင်ကြောင်းလာပြောပါတယ်ဒီလိုနဲ့သူတို့နဲ့အတူမြို့ကိုပြန်လာနေကြပြီးမင်းသမီးကလည်းအာစ်ကိုမျက်တောင်ကျုံမတက်လေးကြည့်နေပါတယ်ညနေဆောင်တော့အလုံးရှင်စီကိုမှားထားတဲ့အတိုင်းဝက်ဘလူးတွေပေးလိုက်ပြီးလိုင်စင်အမြန်တောင်းလိုက်ပါတယ်ခဏနေတော့အစားတောက်တွေမြ мян မှာပြီးအခန်းထဲမှာတမုံးချိတ်ပါတော့တယ်အယိုးကြောက်ဖြစ်နေတော့အစာတွေဘလို့ချေလဲစားထားသမျှဟာတွေကဘယ်ကနေပြန်ထွက်လဲဆိုတော့ကျွန်တော်လည်းစဉ်းစားလို့မရပါဘူးဒီလိုနဲ့အာစ်ရဲ့ပထမဆုံးဟီးရိုးနေရကုံဆုံးသွားပါပြီကျွန်တော်တင်ဆက်နေတဲ့ enemy လေးတွေကိုကြိုက်နေတဲ့လို့သဘောကျတယ်ဆိုလို့ရှိရင် like share subscribe လေးနဲ့ကျွန်တော် channel ကိုပါဝင်အားဖြင့်ကူညီပေးကြပါဦးခင်ဗျာဒီအပိုင်းမှာတော့အာစ်ကရွာတရာကိုသွားနေပါတယ်ထိုရွာမှာရှိတဲ့အဖိုးကိုလိမ့်စာကပ်ပြပြီးအကူကြီးတောင်းတော့အိမ်ရှိရာကိုလမ်းညွှန်ပေးလိုက်ပါတယ်အိမ်ရှိရောက်ပြီးတကားခောက်လိုက်တော့ကလေးမနှစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်ကလေးမလေးနှစ်ယောက်ကလည်းသူရဲကောင်းတွေထဲနှစ်ဆလောက်ကြီးတယ်သူရဲကောင်းကြီးဖြစ်နေလို့လန့်နေပါတယ်အာစ်ကအလောက်လာလက်ခံတာပါဆိုတော့မှမိန်းကလေးတွေကလည်းစစ်သက်သာရရသွားပါတယ်ထိုမိန်းကလေးကဆေးပင်တွေကိုချစ်ချင်းသွားကောက်မယ်ဆိုတော့အာစ်တယောက်တော်တော်ကြီးကိုစဉ်းစားသွားပါတယ်တော်တဲ့ရောက်တော့ဘာလို့ဆေးပင်တွေကောက်တာလဲဆိုပြီးမေးလိုက်ပါတယ်ဒါနဲ့မိန်းကလေးကလည်းအမေကိုကူညီခြင်းလို့အခုလိုလုပ်ကြောင်းရှင်းပြလိုက်ပါတယ်ဒီအဖြေကိုကြားတော့အာစ်ကမိန်းကလေးကိုတော်တော်လေးကိုထင်ကြီးသွားပါတယ်ခဏအကြာတောနယ်ထဲကိုရောက်လာပြီးဆေးပင်ခူးနေခြင်းရုတ်တရက်မှော်တရဝါတကောင်ကိုအာယုံခံပြီးသွားပါတယ်အာစ်ကလည်းခြုံထဲကိုရှာကြည့်လိုက်တော့အမီကိုကြောင့်မြေခွေးပေါက်စာလေးကိုသွားတွေ့ပါတယ်လက်မှာလည်းဒဏ်ရာရထားတာတွေ့တော့အာစ်ကအသက်ရလာတဲ့ကုသခြင်းမှော်နဲ့ကုပေးလိုက်ပါတယ်ဒဏ်ရာပြောက်သွားတော့မြေခွေးလေးကပျော်လွန်နေပြီးပတ်ပြေးနေပါတယ်အာစ်ကမြေခွေးကိုပြန်ဖို့ပြောပေမဲ့မြေခွေးပေါက်စာလေးကအာစ်ကိုသခင်မှတ်ပြီးလိုက်ချင်နေပါတယ်အာစ်လည်းနာမည်တစ်ခုပေးပြီးခုံမွေးလိုက်ပါတယ်ဒီမြေခွေးလေးရဲ့နာမည်ကတော့ပွန့်တာပါတစ်ဖက်ကကောင်မလေးရဲ့ရွာကမုတ်ဆိုးတယောက်ကအဆွဲပါတဲ့တောဝက်ဘလူးကြီးကိုတွေ့ရဆိုလို့ရွာသားတွေကိုလှမ်းပြီးတတိပေးနေပါတယ်ခဏနေတော့မင်းကလေးဖြစ်သူရဲ့အမေကရောက်လာပြီးမေးတော့ရွာသူကြီးကမင်းရဲ့သမီးသူရဲ့ကောင်းတဲ့အတူတောထဲကိုထွက်သွားကြောင်းအတိပေးလိုက်ပါတယ်အမေဖြစ်သူကလည်းအရန်ကိုစိတ်ပူသွားပါတယ်တောထဲကတနေရာမှာတော့မင်းကလေးကရှားပါးသေးသေးပင်ကြီးစီရောက်သွားပါတယ်အပျော်လွန်ပြီးမင်းကလေးကအောက်ကိုဆင်းသွားချိန်အာစ်ကအန်ရရှိကြောင်းမင်းကလေးကိုအော်ပြောလိုက်ပါတယ်ဒါပေမဲ့လည်းသတိပေးရနောက်ကျသွားပါပြီမင်းကလေးရဲ့အနောက်မှာချိန်သာတက်နေတဲ့မကောင်းဆိုးကဖူကြီးထလာပါတယ်လဲကျနေတဲ့ကောင်မလေးကိုဖူကြီးကလက်နဲ့ရိုက်ဖို့လုပ်နေခြင်းအာစ်ကပေါ်တယ်နဲ့ဝင်ကဲလိုက်ပါတယ်ထို့နောက်ဖူကြီးကအစိတ်ငွေ့နဲ့တိုက်ခိုက်တော့အာစ်ကအမြန်ရှောင်လိုက်ပါတယ်အစိတ်တွေမှုတ်ထုတ်နိုင်တဲ့ဖူကြီးကြောင့်အာစ်ကတော့အရန်အံ့ဩနေပါတယ်
ဒီလိုနဲ့ Ars နဲ့ဖိုဂျီတို့စတင်တိုက်ခိုက်ပါတယ်ဖိုဂျီကလည်းသူ့ရဲ့ရှာနဲ့ Ars ကိုလိုက်ဖမ်းပေမဲ့ Ars ကအမြန်ရှောင်နေတော့ဖိုဂျီကဒေါသထွက်နေပါတယ်ဒီလိုနဲ့ဖိုဂျီကအင်အားတွေစုပြီးကြောက်ရွံ့ဖြစ်စေတဲ့အစွမ်းကိုထုတ်သုံးလိုက်ပေမဲ့ Ars ကတန့်ဆင်သောဒိုင်းနဲ့အချိန်မီကာလိုက်ပါတယ်ဒီဒိုင်းကရုပ်ပိုင်းဆိုင်ရာကိုမှော်အစွမ်းတွေကိုပါလုံခြုံအောင်ကာကွယ်ပေးနိုင်ပါတယ်ဖိုဂျီကနောက်ဆုတ်သွားချိန်မြေကြီးအောက်မှာမှော်စဝိုင်းတစ်ခုကိုဖန်တီးပြီး Ars ရဲ့စကေးအသစ်ဖြစ်တဲ့တရားစီရင်ခြင်းရောင်ကြီးထားနဲ့အဆုံးသတ်လိုက်ပါတယ် Ars ကတော့အတွင်းစိတ်ထဲမှာဖိုဂျီကိုတတ်လိုက်နိုင်လို့ကလေးတစ်ယောက်လိုအော်ဟစ်အောင်ပွဲခံနေပါတယ်ကောင်မလေးကိုလည်းဒီဖိုဂျီရဲ့ကိစ္စလျှို့ဝှက်ထားပေးဖို့လက်အုပ်ချပြီးတောင်းပန်နေပါတယ်ခဏကြာမှာတော့ဖို့ရဲ့ခြေထောက်ကမှော်ချေချင်းဝက်ကိုတွေ့လို့သွားကြည့်နေချိန်ချီချင်းပြောက်ွယ်သွားပါလေအာစတိုရဲ့ဘေးကိုတောဝက်ကြီးရောက်လာတော့ရွာသားတွေကိုလက်ဆောင်ပေးမယ်ဆိုပြီးဖမ်းဖို့ပြင်နေပါတယ်ဒီလိုနဲ့အာစတိုရွာကိုရောက်တော့တောဝက်ကိုရွာသားတွေကိုပေးလိုက်တော့ရွာသားတွေကပျော်ရွှင်နေပါတယ်မင်းကလေးရဲ့အမေလည်းရောက်လာတော့စိတ်ပူမိတဲ့အတွက်တောင်းပန်ကြောင်းပြောလိုက်ပါတယ်အာစကလည်းမတိုင်မီမိပဲခေါ်သွားမိကြောင်းနဲ့သူ့ကိုမစူဖို့တောင်းပန်လိုက်ပါတယ်ညနေဆောင်တော့နှုတ်ဆက်ရတော့မယ်ဆိုပြီးပြန်ဖို့လုပ်နေချိန်ပန်းစီကောင်းစိုးတစ်ခုကိုလက်ဆောင်ပေးလိုက်ပါတယ်နောက်တစ်ခါပြန်တွေ့ကြဖို့ကတိပေးပြီးအာစတယောက်လှည့်ထွက်လာပါတယ်ညဘက်တော်ရင်တနီယာမှာတော့ဘရင်စစ်တပ်တွေကအာစတက်ခဲ့ပူတဲ့ဖိုဂျီကိုတိုက်ခိုက်နေအောင်တွေ့ရပါတယ်ဖိုဂျီကိုအောင်မြင်စွာတုံးတင်နိုင်တဲ့အချိန်မော်အစွမ်းနေပါတဲ့ကျင်းစာချီချင်းကရုတ်တရက်ပြောက်ကွယ်သွားပါတယ်ဖိုဂျီကိုရှင်းနေနိုင်ခဲ့ပေမဲ့ကြာဆုံးသွားတဲ့စစ်သည်တွေနဲ့ဒဏ်ရာရသူတွေကအတော်များတော့ခေါင်းဆောင်တဲ့လက်ထောက်တို့ကမပြောနိုင်ဖြစ်နေပါတယ်ဒီလိုလဲလက်ထောက်ကတင်ပြစရာရှိရဆိုပြီးရှားပါစစ်သစ်ပင်သားမှာအော့စ်ကိုတန်ရှင်းလင်းခဲ့တဲ့ဖိုဂျီစီရောက်သွားပါတယ်လက်ထောက်ဖြစ်သူကတယောက်တည်းကပဲတစ်ချက်တည်းနဲ့ဖိုဂျီကိုရှင်းခဲ့တယ်ဆိုပြီးပြောလိုက်တော့ခေါင်းဆောင်ဖြစ်သူကအံ့အားတုန်လှုပ်သွားပါတယ်ခေါင်းဆောင်ကလည်းဖိုဂျီကိုတတ်နိုင်တဲ့လူကနတ်ဖရားရဲ့တမန်တော်ဒါမှမဟုတ်လို့ရှိရင်နတ်ဆိုးတစ်ကောင်ဖြစ်မယ်ဆိုပြီးယူဆလိုက်ပါတယ်နောက်လာမယ့်ဘိုင်းတွေမှာလည်းအာစတရာဘလို့ဆက်ဖြစ်သွားအောင်မလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာအားပေးကြတဲ့တယောက်ချင်းစီတန်ကိုကျေးဇူးအများကြီးတင်ပါတယ်